608 နှစ်တုံညာခွန်9နှစ်ခက်886 3583 3နှစ်ခက်85ဒီဆက်ဝက်ဆိုင်က4မိနစ်ဆက်ပြည့်မယ်ဆိုရင်တော့ကိုထိတ်ကြတယ်ဆိုတော့89ခွန်9နှစ်ခက်3ညဆို3893ည9ဘူးထားလိုက်တော့ဒီဆက်ဝက်ဆိုင်က6ခွန်8 6ခွန်8 1နှစ်ခက်8နှစ်တုံညာခွန်9နှစ်ခက်886 3583 3နှစ်ခက်85ဒီဆက်ဝက်ဆိုင်က4ဝက်ဆက်ပြည့်မယ်ဆိုတကော်လေးထိုးရရှိတယ်ဘာလို့ဆိုတော့ဒီ193ခွန်ဒီ193ခွန်တိုင်းသွားမယ်ဒီ1ကို6ခွန်8တက်ပြီးတော့1နှစ်ခက်8တာဒီ9ကိုနှစ်တုံညာခွန်9ပြီးတော့9နှစ်ခက်6တာဒီ3ကို3ညာ983ပြီးတော့3နှစ်ခက်5တာဒီခွန်ကို386ဆိုပြီးတော့386ဆိုပြီးခေါ်မယ်ခွန်နှစ်က3ညမယ်ဆို8နှစ်ပေါ့နော်ဒါ386ခွန်နှစ်က3ညမယ်ဆိုရင်8နှစ်ဆိုတော့ဒီမှာ26 4ဝက်ဆက်ပြမယ်ဆိုရင်တော့ဟောပေါ့ပြင်းပြရန်ပေါ့အဲ့လိုမဟုတ်ဘူးနဲ့အဲ့ကောင်4ဝက်ဆက်မပြေလို့ရှိရင်သူကဒီ193တိုင်းဒီ193ကို6ခွန်8 1နှစ်3ညခွန်9 3ည983 6ခွန်8 1ကို3ည381နှစ်3ညခွန်9ကို3889 3ည983ကို88ခွန်3ဆိုခွန်ထိတ်နဲ့ကြော်တစ်ခွက်ပေးမယ်နော်ဒို့ပြင်ဆိုတော့ဒီဆက်ဝက်ဆိုင်က4မိနစ်ဆက်မပြေလို့ရှိရင်တခြားဆက်ဝက်ဆိုင်တစ်ခုရှိတယ်ခွန်63က6နှစ်ခက်4ခွန်89ခွန်နှစ်8ကခွန်နှစ်ခက်3 3ညခွန်3ည3 3ည8က1နှစ်ခက်958ဆိုပြီး8အပူဖယ်ထားအဲ့နဲ့အပူ3ကပါတယ်6ဘူးခွန်ဘူး8ဘူး6ဘူးထည့်ပြီးမှခွန်ဘူးရှုပယ်လိုက်တာနားရိကာနဲ့ဆိုတော့သူကခွန်636 6နှစ်ခက်4ခွန်89ခွန်နှစ်8ခွန်နှစ်ခက်3 3ညခွန်3ည3 3ည8 1နှစ်ခက်958ခုနကခွန်ထိတ်နဲ့တကွပေးမယ်ဆိုတာကဒီမှာခွန်ထိတ်ထည့်လိုက်63ခွန်6နှစ်ခက်9မယ်883မှာကိုမယ်ဆိုခွန်3ပေါ့နော်ခွန်3အဲ့3ဘိတ်ကတီးလို့ရတယ်အဲ့ကြောင့်မကျော်ခွန်3ဒီ10ခွက်ဆိုင်နဲ့ရန်ပေးထားတာ3ဘိတ်ကဘယ်လိုပြေးလို့ရလဲဆိုတော့4ရဲ့3ရဲ့3ညရဲ့4 3 3ညခွန်နှစ်ခက်3ညလို့ရပြီးတော့2 5 3 3ညလားပြီးမှဒီ3ညကို58ခွန်3ညမယ်4 3 3ညခွန်ပြီးတော့3ခွန်5 3ခွန်5 3 sorry 3ခွန်5နှစ်ခက်3ကို3ည8 5 3ပြီးတော့ဒီ3ကို8ခွန်8ဆိုပြီးတော့3မယ်3 3ည8 3 3ည8က1နှစ်ခက်ကလည်း8လို့ရပြီးတော့3ခွန်8 8တာအဲ့8ကိုခွန်8 3ဆိုပြီး8လို့ရတယ်အဲ့ကြောင့်ခွန်3ကိုကြိုင်လည်းရန်ထားပါနော်ဒီ10ဝက်ဆိုင်4ဝက်ဆက်ပြေအဲ့ဆိုရင်ကျွန်တော်6ထိတ်ကြိုက်တာဆိုတော့6ထိတ်ကြိုက်တာဆိုတော့ဟောပေါ့6ထိတ်ကြည့်မယ်ခွန်636 6နှစ်ခက်4ခွန်8ကိုခွန်နှစ်3ခွန်နှစ်8ကခွန်နှစ်ခက်3 3ညခွန်3ည3 3ည8က1နှစ်ခက်9 5 8 9ထဲမှာ6 3 9က8နှစ်ခက်1မယ်ဆို8 8 5မှာတင်မယ်အဲ့ဆို9 5နော်9 5ကြိုက်တယ်နော်ဗရိတ်လေးနဲ့9 5ရေခုန3ဘိတ်နဲ့9 3ပေါ့နော်9 5 9 3အဓိကကြိုက်တယ်ခုနခွန်3နဲ့2 6ကတော့ကြိုက်မှရန်ပေါ့ဗရိတ်လေးကလာလို့ရတယ်6ခွန်8 1 588 1ဒီမှာခွန်နဲ့ဗရိတ်လေးနဲ့1ဆိုတော့ဒီခွန်3လုံး490 335ဆိုတော့13ချက်အဲ့13ချက်ကို2ခွန်5 1 3 3 3 3 8 1 356ခွန်1ဆိုပြီးတော့ခွေထားပြီးမှ6ခွန်8 588ခွန်နဲ့ဗရိတ်လေးနဲ့1လို့ရတယ်နော်9 5ပို့ကြိုက်တယ်ဒီ server site တွေ4ပဲဆက်ပြင်းပေါ့